မင်္ဂလာပါနော်ဒီတစ်ခါမှာတော့မကြခင်မှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးကြားရမယ့်သတင်းကောင်းကဘာဖြစ်မလဲဆိုတဲ့ title လေးနဲ့တာရော့ကတ်ကလေးကြီးကြည့်ပေးမယ်နော်အလောက်အကိုင်းပိုင်းမှာဆိုရင်ထူးခြားတဲ့အလဲအပြောင်းကိုမျှော်နေတဲ့သူတွေဝင်ငွေလမ်းကြောင်းသစ်ရှာနေတဲ့လူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါနော်တဦးတယောက်တည်းကိုယူရပြီးကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကိုင်းယူပါကိုနဲ့ energy မကိုင်းဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမအဆုံးကတ်ကလေးဒီကတ်ကလေးရဆိုရင်ဒီတင်စီကိုအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ငွေကြီးအကျိုးအမြတ်တေချာမဲ့အခွင့်အလမ်းသစ်ဒါမှမဟုတ်ကမ်းလှမ်းမှုအသစ်တစ်ခုအရင်ဆုံးဝင်လာလိမ့်မယ်နော်ဒါဟာအကြံဉာဏ်သစ် project သစ်ဒါမှမဟုတ်လုပ်ငန်းခွင်အသစ်ကိုစတင်ဖို့တည်င်းကောင်းမယ်နော်သင်တန်းတစ်ခုတရတာကျွမ်းကျင်မှုအလုပ်တစ်ခုပေါ့နော်အသုံးချပြီးတော့မှ video content တွေဖန်တီးတာပေါ့နော်အဲ့လိုမျိုး video content တွေဖန်တီးတဲ့လူဆိုရင်လေပို့ပြီးတော့မှအလားအလာကောင်းပြီးမှဝင်ငွေရမယ်တည်င်းကောင်းလေးပါဆိုတာလေးကိုဒီကက်ကလေးကပြနေတယ်နော်ကဲကတ်နံပါတ်2လေးဒီကက်ကလေးဆိုရင်လေသင်ရဲ့လုပ်ငန်းခွင်အတွင်းမှာပေါ့နော်စိတ်ဖိစီးမှုတွေရှော့ချပြီးတော့မှစိတ်ရေးချမ်းသာရမယ်တည်င်းကောင်းလေးတွေလေကြားရပါလိမ့်မယ်နော်သင်ပေါ်မှာနားလည်မှုအပြည့်ရှိရဲ့အထက်လူကြီးသူမှဒုမဟုတ်ပေါ့နော်ကူညီမဲ့သူတူဦးကတင့်ရဲ့အလုပ်အကင်တိုးတက်ဖို့အတွက်ပံ့ပိုးကူညီပေးသွားလိမ့်မယ်ဆိုတာလေဒီကက်ကလေးကပြနေတယ်စိတ်ခံစားချက်တွေကိုတည်ငြိမ်စွာထိန်းချုပ်နိုင်ပြီးတော့မှကိုလုပ်နေတဲ့အလုပ်ပေါ်မှာစိတ်ကြည်နမှုအပြည့်အဝရရှိမဲ့အနေအထားလေးတွေရောက်လာပါလိမ့်မယ်ဆိုတာလေဒီကက်ကလေးကနေပြီးတော့မှပြနေပါတယ်နော်ကဲအကက်နံပါတ်3ဒီကက်ကလေးကကြတော့လေတင့်စီကိုရောက်လာမဲ့တည်င်းကောင်းကတော့အလုပ်တွေဝင်ငွေတွေတပြိုင်နက်တည်းဝင်လာပြီးတော့မှအဆင်ပြေပြီးတော့မှစီမံခန့်ခွဲနိုင်ပါလိမ့်မယ်ဆိုတာလေးကိုလေဒီကက်ကလေးကပြနေပါတယ်အလုပ်တစ်ခုမကပေါ့နော်လုပ်နေတဲ့သူတွေဆိုရင်လေကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေဝန်ထမ်းနဲ့တွဲလုပ်နေတဲ့လုပ်ငန်းလေးတွေရှိတယ်ဆိုရင်လေပေါ့နော်အစပိုင်းမှာအနှဲငယ်အလုပ်များနိုင်ပြီမဲ့မကြခင်မှာအခြေအနေတွေကပြန်လဲပြီးတော့မှတေချာပေါက်ပြန်လဲလေပက်ပြီးတော့မှဟန်ချက်ညီညီထိန်းချောင်းနိုင်မဲ့တည်င်းမျိုးလေးတွေကြုံရပါလိမ့်မယ်နော်ဝင်ငွေစီးဆင်းမှုကလည်းတစ်ဖက်ကထွက်ရင်တစ်ဖက်ကပြန်ဝင်မဲ့အခြေအနေမျိုးလေးတွေရှိတာမဟုတ်လို့ပေါ့နော်ဒီကက်ကလေးကလည်းကောင်းတဲ့ကက်ကလေးပါလို့ပြောပြရစီရှင်ကဲနောက်ဆုံးအနေနဲ့အကြံပေးနေတာကတော့လေအခွင့်အလမ်းအသစ်တွေနဲ့အတူအလုပ်တွေတပြိုင်နက်တည်းဝင်လာနိုင်တဲ့ကာလဖြစ်လို့အချိန်စရာကိုစနစ်တကျခွဲဝေဖို့လိုအပ်ပါတယ်နော်ဝင်လာမဲ့အခွင့်အရေးတွေကိုလည်းသိငယ်တယ်ဆိုပြီးတော့မှလက်လွတ်မခံဘဲနဲ့ကလေးတယောက်လိုမျိုးတင်ယူလူစိတ်နဲ့တေးသေးချာချာစုပ်ကင်ဖို့လိုပါတယ်နော်လုပ်ငန်းခွင်ထဲမှာလည်းစိတ်လှုပ်ရှားမှုတွေကိုရှော့ချပြီးတော့မှတည်ငြိမ်အေးချမ်းစွာနဲ့ဆုံးဖြတ်ချက်ချရင်အရာရာဟန်ချက်ညီညီနဲ့အောင်မြင်ပါလိမ့်မယ်လို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးတင်နဲ့ဆုတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးမကြခင်ရက်ပိုင်းအတွင်းမှာပဲမိမိတို့အတွက်ငွေဝင်နှန်းတွေများလာပါစေအလုပ်အကိုင်အခွင့်အလမ်းအသစ်များနဲ့သတင်းကောင်းများစက်တိုက်ကြရပြီးတော့မှလုပ်သမျှပေါ့နော်စီးပွားရေးတိုင်းမှာအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်